နဲ့ဆက်သွယ်တဲ့နည်းပေါ့ကျင့်စဉ်လေးတစ်ခုချပေးလိုက်ပဲပေါ့ဝိဇ္ဇာတွေနဲ့ဆက်သွယ်ခြင်းနဲ့ကျင့်စဉ်လေးတွေရနေတယ်ဘယ်လိုလုပ်ခြင်းလဲပေါ့ဘာနည်းမထူထူလုပ်နေနဲ့အဲ့ဒီအခုချိန်ရစပြီးတော့ကိုကဘယ်သူသဘောကျလဲဟုတ်လားဘိုးဘောင်သဘောကျလားဘိုးမေကောင်သဘောကျလားဘာမဲဆရာတော်ဘုရားသဘောကျလားရခိုင်စင်တော်ဆရာတော်ဘုရားသဘောကျလားအဲ့ဒီတပတ်တော့တီးတန်တဲ့ကြောင့်တော့သူ့ကိုသိအောင်တိုက်တယ်မဘိုးပေါက်စင်သဘောကျရင်ဘိုးပေါက်စင်တိုက်ကြည့်လိုက်တိုင်တယ်ပြီးတော့ပေါ့နော်ဟိုမှာပြင်ရခိုင်စင်တော်ဆရာတော်ဆိုရခိုင်စင်တော်ဆရာတော်ဘုရားကြီးဘုရားဒီလိုယခုချိန်မှာစပြီးဆရာတော်ဘုရားကြီးဟာအကြီးမှုပြုဒါနသီလဘာဝနာကုသိုလ်လုပ်တိုင်းဆရာတော်ဘုရားကြီးအထူးအမြတ်ပေးဝေပါ၏ဆိုပြီးအမြတ်ဝင်ပြီးအဲ့ဒါပြီးဆရာတော်ဘုရားကြီးတွေအတွက်အဋိဌံဝင်ပြီးအဋိဌံဆိုတာကအနည်းဆုံးတော့ဟိုပါပေါ့နိုင်ဝက်တော့စိတ်ရတယ်နော်ဟုတ်ပြီလားဟိုပါပေါ့အရန်ပရိ28ပတ်တော့နော်36ပတ်တော့အကောင်းဆုံးကတော့တနိုင်လောက်စိတ်ပြီးနိုင်တယ်သူတို့ပူပြီးတော့သဘောကျတယ်ပေါ့နော်အဲ့တော့စိတ်ပေးတိုင်းစိတ်ပေးပြီးသွားပြီဆိုရင်ဘာလို့အောင်လဲနော်အဋိဌံပေါ့နော်ဥပမာပြအဘာဘုံမင်းကောင်ရည်စူးပြီးတော့နော်အရန်ပရိ45ပဲစိတ်ပြီးပါပြီအရန်အသိ45ပဲစိတ်ပြီးပါပြီဤသစ္စာမှာဒီမောဇာသံဃာကြောင့်အဘကိုလည်းကြွားရောက်ပြီနော်အဘကိုလည်းကြောက်ရောက်ပြီအဘကိုလည်းဖူးမရပါစေအဘကိုလည်းကြောက်ရောက်တိတိစကားမေးစကားရပါစေဆိုပြီးတော့တောင်းလို့ရတယ်ရုပ်ကစိုးဆိုရင်လည်းအဲ့လိုတောင်းလို့ရတယ်အဲ့တော့ပြောချင်တာကတော့အဲ့လိုမျိုးလုပ်ပြီးသွားပြီဆိုရင်ကိုကဘာလုပ်ရမလဲဆိုတော့ဒီမေတ္တာပို့ပွားမှုပေါ့နော်တက်နိုင်တဲ့လောက်ကတော့ဝိဇ္ဇာနဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တက်နိုင်တဲ့လောက်ကတော့ခြေလေးကြောင်းပေါ့အဓိကတော့အမေသားရှောင်ရပါပြီအမေသားကျွဲသားရှောင်ရပါပြီဝတ်သားကတော့အချို့ဝိဇ္ဇာတွေကြိုက်တာရှိတယ်မကြိုက်တာရှိတယ်ဒါပေမဲ့ဝိဇ္ဇာလမ်းမှာတော့ဝတ်သားတော့လောက်ခံတာများတယ်ပေါ့အဲ့တော့မေတ္တာပို့မယ်အမြတ်ပို့မယ်မေတ္တာပို့ရင်သူကဒီနည်းလေးရှိတယ်ပေါ့နော်အရင်ဆုံးမိမိကိုမေတ္တာပို့30ပုံကိုမေတ္တာပို့ပြီးတော့တယ်ဥပမာပြအဘဘုံမင်းကောင်ဆိုရင်သူကအဘဘုံမင်းကောင်အောင်ပြောရနော်အဘဘုံမင်းကောင်အာရုံပြုပြီးတော့အဘဘုံမင်းကောင်မေတ္တာတက်ကိုခံယူပါလေအဘဘုံမင်းကောင်ရဲ့တကယ်ပုံရိပ်အစ်စ်တွေအာရုံပြုပြီးတော့မှဟုတ်ပြီအာရုံပြုပြီးတော့မေတ္တာတက်ခံယူပြီးသွားပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့အဘဘုံမင်းကောင်ကျမ်းမာပါသည်ချမ်းသာပါသည်ကျမ်းမာပါသည်ချမ်းသာပါသည်အဘဘုံမင်းကောင်ရဲ့ပုံရိပ်ကိုပဲသူကထင်အောင်လုပ်တာနောက်ပိုင်းကျဘာဖြစ်လာမလဲဆိုတော့အမပြတပြေးပြေးနေအဲ့ရသဘောချင်းတို့မနှောချင်းတို့တက်ချင်းတို့ဆက်သွယ်လိုက်တာလာပါလိမ့်မယ်ဒါပေမဲ့တခုတော့ရှိတယ်အဲ့လိုမျိုးဆက်သွယ်တဲ့အချိန်မှာဟိုပါပေါ့လူဆိုတာလည်းအုံနောက်ရှိဘူးလို့လေဓာတ်တုတက်ရဓမ္မတွေရှိတတ်တယ်ဘုရားရှင်လက်ထက်မှာလည်းယဟန်တစ်ပါးရှိတယ်ပေါ့ဘုရားရှင်လက်ထက်မှာယဟန်တစ်ပါးကဘယ်လိုလုပ်လဲဆိုတော့ဘုရားရှင်လက်ထက်တော့ယဟန်တစ်ပါးရှိတယ်ယဟန်တစ်ပါးနဲ့ဆယ်လို့ကြည့်ရအောင်ယဟန်တစ်ပါးကသူကဟောပေါ့တစ်ခုတ်လိုက်တော့တိတ်လက်တစ်ခုတ်ကိုယောဂဇောကနေမှတ်ထားလိုက်တာအေးဒင်းကငါ့ကိုလုပ်တယ်အဲ့တော့ဒီယဟန်ကိုဒင်းကငါပင်ခုတ်တယ်အဲ့တော့ဒီယဟန်ကိုငါပညာပေးရမယ်ဆိုပြီးဘယ်လိုလုပ်လဲဆိုတော့ဟဲ့လားပထမကတော့အိမ်မက်တွေအမှန်ပေးလိုက်တာပေါ့အမှန်ပြီးတော့ယောဂဇောပေါ့ယဟန်ကလည်းသူဟောတာတွေမှန်တယ်ဆိုပြီးလူတွေလိုက်အိမ်မက်ပေးတာပေါ့အေးနောက်3-4ရက်လောက်လည်းကြာအိမ်မက်တွေအမားတွေပြီးတော့အမားတွေပေးလိုက်ပေါ့သူကဘယင်မင်းတည်မယ်ဆိုပြီးတော့အိမ်မက်သွားပြီးတော့အဲ့ဒါရန်ဘောရန်ကိုယ်တိုင်ဘယင်မင်းတည်မယ်ဆိုအိမ်မက်သွားပေးလိုက်တာပေးလိုက်ပေါ့တကယ်တော့အဲ့ဒါရဟန်းကိုတခါလေးကစိုးကတောက်အောင်လုပ်လိုက်တာဒါပေမဲ့မြတ်စွာဘုရားလည်းတည်ရောတားလိုက်တယ်ပေါ့အဲ့လိုပဲဖောက်တော့ကနီးမှမရှိတယ်ဖောက်တော့ဆရာတော်ဘုရားကြီးလည်းပြောပြတာလေသူကနောက်ပိုင်းပရိစိတ်ရင်သူကကြောက်ကိုအာရုံဆိုင်နေအဲ့ကြောက်တလုံးကသူကဝိုးရွှေ့ပြစ်တယ်လို့အာရုံထဲမှာများလာတမာတိမြဲသွားတယ်ပေါ့နော်နောက်ပိုင်းအကြမ်းမြင်ရလာတယ်ဘေးနာနေပြီးတော့ပြောတယ်သူကကြတော့တစ်ခုရှိတယ်မှန်လားမမှန်လားစစ်တာ10ကုန်းပြောပြီဆိုရင်အကြမ်းမြင်စစ်က10ကုန်းပြောရင်10ကုန်းလုံးမှန်ရမယ်သူက10ကုန်းပြောတယ်6ကုန်းလောက်ကမှားနေတယ်4ကုန်းမှန်နေဆိုရင်နောက်ပိုင်းကျတော့သူကနေပြီးအဲ့ဒါမလို့ခြင်းဘူးဆိုပေးလိုက်တယ်ဒါပေမဲ့အဲ့ဒါကိုဆက်ပြီးတော့လက်ခံနေတဲ့လူကဘာဖြစ်သွားလဲဆိုတော့ယူးသွားတယ်အဲ့တော့အကြမ်းမြင်မှလည်းအဲ့လိုမျိုးရှိတယ်ပေါ့အဲ့တော့မိမိမှာရှိတဲ့ဓာတ်ကိုလည်းစစ်တတ်ကြပါသည်အဲ့တော့ဟောပြီဘုံမင်းကောင်တက်စီလာပါဟုတ်ပြီအဲ့တော့အဘတကယ်စစ်လားစစ်တယ်ဆိုရင်ကျွန်တော်အစွမ်းပြမညာနဲ့ကိုယ့်ကိုယ်လည်းမညာနဲ့အဘဆိုပြီးကိုမရှိဘူးနဲ့ဟုတ်ပြီအဘတကယ်စစ်လားစစ်တယ်ဆိုကျွန်တော်တို့ရင်နှွေးချောင်းကိုတကယ်ပူနဲ့ထည့်ပြီးတော့တောက်ခိုင်းအဘဟုတ်ပြီအဘတကယ်စစ်လားအားဆိုလည်းအဘကျွန်တော်ကိုယ်တင်ချပြဝိဇ္ဇာမှန်ရင်တော့ဒီလောက်ကတော့တော့ဘိုးပြနိုင်တယ်အဘအောင်မင်းကောင်ထောက်ပွဲရှိတယ်အဘအောင်မင်းကောင်ထောက်ပွဲမှာကျွန်တော်တို့ဘယ်ကနေတည်လဲဆိုတော့စကားကဒီပေါ့နော်ဒီဟောပေါ့
ဟိုလေဒီဗမဲမောင်တဲ့နန်းပေါ့နော်ဥတင်တဲ့နန်းမှာအဲ့မှာကြောင်းအဲ့မှာအဲ့ဥတင်တဲ့နန်းပေါ့နော်တကယ်နန်းရဲ့အစ်စ်ပေါ့နော်နန်းရဲ့အစ်စ်အောက်နန်းမဟုတ်တောင်ပေါ်နန်းကဘုန်းကြီးနဲ့စကားပြောလာတာအဲ့ဆရာတော်ပြောပြတယ်စကားလေးပေါ့နော်ဒီသူတို့ပေါ့နေပြီးတော့အကြီးကဲပိုင်းနဲ့တယောက်ပေါ့နော်အကြီးကဲပိုင်းနဲ့တယောက်ဆိုတာတော့လိုမျိုးမဟုတ်ပါဘူးဒီဘုံမှုလောက်ပါပဲအဲ့သူတို့တွေပတ်ဘုံမှုတော့ထွက်သွားပြီပေါ့အဲ့ဒီကအဘဘုံမင်းကောင်ကသူနဲ့တွေ့ကျင်တယ်လို့ပြောတော့နေပြီးတော့နဲ့ကြောက်ကြောင်ဘလောက်မှမကြောက်ဘူးခါတိုင်းဆိုရင်ဥပမာပဲနေပြီးတော့နဲ့ကြောက်ကြောင်သူတို့သွားမှာ45မိနစ်လောက်နဲ့ရောက်လာတယ်မြေကျော်ရှုံလိုက်တာဝိဇ္ဇာဟိုလဲရောက်တော့ဘာဘုံမင်းကောင်နဲ့ဘေးနာလူတော့သူလိုကိုလိုစကားပြောတယ်သူမြင်ရတယ်သူလိုကိုလိုစကားပြောနိုင်တယ်အဲ့တော့ဝိဇ္ဇာဆိုတဲ့တိတ်တီတူတီကအဲ့လိုရှိတယ်အဲ့တော့ဟိုအချို့လူတွေကပြောပါတယ်ဘူးဘောင်မှာဟလားဝါတစ်လုံးဖြတ်ရင်ဟလားသူရေးထားတဲ့ဟာကိုဘိုးတော်ဝင်ဖြတ်ရင်တစ်လုံးဖြတ်ရင်နှလုံးပေါ်တယ်အဲ့တော့ကျွန်တော်တို့အခုချိန်ကြီးအဲ့ရပါတတ်တော်တင်ချာရှိသေးတယ်80တော့ကျော်ပြီ driver ပဲအခုတော့မကြိုက်တော့ဘူးအဲ့တော့ဘိုးဘောင်နဲ့သွားတွေ့တော့ဘိုးဘောင်ကတောင်ပေါ်ဖျားကိုဒီပုပ္ပတောင်မကြီးကဖျားကိုသူသွားတွေ့ဘိုးဘောင်ကဘိုးမင်းကောင်ညှို့လိုက်တာဘိုးဘောင်တွေ့ချင်သွားလို့ပြောလိုက်တော့ဘိုးဘောင်တွေ့လိုက်ဘိုးဘောင်ကမေးနင်းဘိုးဘောင်ကအစ်စ်လာလို့ပြောတော့ဟိုဟာပေါ့ပြောချင်တာဖျားကြီးတော့ရောက်တော့တမစီလက်နေလို့ဘိုးဘောင်ကအစ်စ်လာလို့ပြောတော့ဘိုးဘောင်ကငါစိတ်ကြောင့်မင်းမသိဘူးလားမသိဘူးဆိုရင်လည်းမင်းပါသူမင်းဝါလုံးရေးလိုက်လက်ညှိုးနဲ့ဝါလုံးရေးလိုက်သူမဆွဲဘူးတော့ဘိုးဘောင်ကဝါလုံးရေးလိုက်ရေးပြီးတော့ကိုယ့်အကူဖြတ်ဆိုဖြတ်ပလိုက်တာအဖြတ်လဲဖြတ်လိုက်တော့အဘဘာဖြစ်သွားလဲဆိုတော့ဟိုပေါ့ဒီရင်မြင်တစ်ခုလုံးမှာဟိုဟာဖြစ်သွားတယ်ဖယားရင်မြင်တစ်ခုလုံးဝါလုံးနေပြည်သွားဖြတ်သူ့လက်ညှိုးနဲ့သူရေးတာတော့ဘိုးဘောင်နဲ့ဘိုးဘောင်ကိုယ်တိုင်ရေးရမှာပြောချင်တာဝိဇ္ဇာတွေကလည်းအစင်းရှိတယ်သူတို့လည်းမြင်လာတာသူကိုယ်တိုင်ရေးတာမဟုတ်သူများကိုရေးခိုင်းလိုက်တာအဲ့ဒီအဘကိုကိုယ်တိုင်ရေးခိုင်းလိုက်တာအဲ့တော့ပြောချင်တာတော့ဝိဇ္ဇာတွေကအခုနောက်ပဲအချို့လူတွေကဒီလောက်ပဲလို့ပြောဝိဇ္ဇာတွေလည်းအစင်းတက်နေတာဟုတ်လားတဖြည်းဖြည်းနဲ့သူတို့လည်းအစင်းတက်ရတယ်ပြောချင်တာအဲ့တော့မေတ္တာကိုအမြတ်ဝင်ပြီတကယ်မေတ္တာခံယူပြီတကယ်ကိုဆက်သွယ်ပါတယ်အဲ့တော့ဆက်သွယ်ပြီးနောက်ပိုင်းမှာဘာလုပ်ရမလဲဆိုရင်နီးတွေပါကျွန်တော်ပေးလိုက်ပါတယ်เนาะအားလုံးကျမပါချမ်းသာပါစေဒါကတော့ဝိဇ္ဇာတွေနဲ့ဆက်သွယ်နေပြီပေါ့နော်ဂရီတိုင်းလေးเนาะတင်ပေးလိုက်ပါပြီလို့เนาะ